အားလုံးမင်္ဂလာပါရှင်ကျမရဲ့ပေါ့နော်ဓမ္မမိတ်ဆွေများအားလုံးကျမရဲ့ဒီမိတ်ဟောင်းမိတ်တွေအားလုံးလည်းမင်္ဂလာပါလို့ပေါ့နော်အားလုံးကျမကြပါစေချမ်းသာကြပါစေပြည့်ရန်ကင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒီရက်ဝေးရဲ့နေမိတ်ဆွေများအားလုံးပေါ့နော်ကျမတို့မှာ Facebook မှာရှိတဲ့တငယ်ချင်းတွေအားလုံးလည်းဆိုရင်ကျမချမ်းသာပါစေပြည့်ရန်ကင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေမေတ္တာပို့တဲ့မေတ္တာပွားတဲ့ကုသိုလ်အများများအားလုံးကုသိုလ်အများများပါကျမပေါ့နော်ကျမတည်တော့တရားလေးတွေလည်းကုသိုလ်များပေးတာတရားတွေ့ကြုံလူနာတွေ့ကြုံလေးလည်းရှင်းပြခြင်းတယ်အခုကျမရှိတာပေါ့ရှိတာမှာတရားစခန်းဝင်နေဆိုတာဗုဒ္ဓဘာသာဝင်တိုင်းပေါ့တည်တင်တည်အပ်တဲ့အရာလေးသိစေခြင်းတယ်နောက်ပြီးတော့တကယ်နိဗ္ဗာန်ချမ်းသာခြင်းအစစ်ကိုရခြင်းတဲ့လူတွေဗုဒ္ဓဘာသာဆိုတာဘာလဲဆိုနဲ့သိစေခြင်းတဲ့သဘောလေးရှိရင်အခုကျမတို့အခုဒီပါလဲအထက်ကကျောင်းမှာဆိုတမစကူဖွင့်ထားတယ်ဆိုတာကလေးတွေအတွက်ပဲလေကလေးတွေကငယ်ကနေပြီးတော့မှကြီးတဲ့အထိပေါ့သူတို့ရဲ့ဘာသာတရားတွေကိန်းရှင်းအောင်ဆရာမတွေကသင်ပြတယ်အဲ့လိုမျိုးပေါ့နော်ကျမငယ်တော့ဆိုဗုဒ္ဓဘာသာစာမေးပွဲရှိခဲ့တယ်ဘယ်နဲ့တန်းတော့9 6 9 10 10တန်းမှရှိခဲ့တယ်ပေါ့နော်အဲ့မှာငယ်တော့အမေကလည်းတင်ပြီးတော့လေ့လာစားခဲ့တယ်ပေါ့စာပြန်ပွဲတွေဝင်ခဲ့တယ်ဘုံကြီးစာပြန်ပွဲရဟန်းတန်ခါရဝင်ရတဲ့တူရဝင်လို့ရတယ်ကျမတို့ဓနုမြေပေါ့နော်ပင်တရားပွေးလာဖက်မှာပေါ့အခုကျမပြောချင်တာပေါ့နော်အကြမ်းမြင်ရက2019ရိတ်တံဝင်တာ73ကျိန်မြောက်မှာဒီလိုမျိုးရချင်လို့ရမို့အကြောင်းအကျိုးတိတ်ဆိုင်လို့ပေါ့နော်ဒီတရားစခန်းဝင်နေဆိုတာအကြမ်းမြင်ရချင်လို့ဝင်တာလည်းမဟုတ်နိဗ္ဗာန်ရောက်ကြောင်းတရားအတိကဒါနကုသိုလ်သီလကုသိုလ်ဘဝနာကုသိုလ်တမထဘဝနာဝိပဿနာဘဝနာရှိတဲ့ကုသိုလ်တွေတရားပေါ်များရောကုသိုလ်များဝေခြင်းဖြစ်ပါတယ်ပေါ့နော်အခုကျွန်မပြောချင်တဲ့အကြောင်းအရာတစ်ခုကကျတော့လူရဲ့လို့ဖြစ်လာရဆိုကိုကန်စားတာကိုတော့ယုံတင်တယ်ပေါ့နော်ဘာအကောင်ကအဆိုလားအကြောင်းကျလားမမဝေဖန်ပြီးတော့ကန်စားတာစစ်လို့ရပါတယ်လို့ပြောချင်တာအဲ့ဒီဟိုဖះရှင်လက်ထက်ကလေးကပုံနာတွေရှိတယ်အဲ့ပုံနာတွေကအဲ့လိုမျိုးဟောတာလေတရားဟောတာလေဗေဒင်ဟောတာလေရှိတယ်ဖះရှင်အားတဲ့ဒီကောရောမြတ်စွာဘုရားရှင်ပုံနာတစ်ပါးဟောတာလားစัจ java ဒီမင်းဖြစ်မဖြစ်ဖះဖြစ်အဲ့လိုမျိုးအဲ့ခက်ကလေးကဟိုပြာတိတ်တွေအတိတ်နမိတ်တွေရှိခဲ့တာပေါ့နော်ယုံကြည်တဲ့လူရှိမယ်မယုံကြည်တဲ့လူရှိမယ်ဖះဤကံဖြစ်မယ်လို့ပြောတာတပါအဲ့ကကြောင့်အခုကြောင့်ကျမတို့လူလောကကြီးမှာလောကနယ်ပယ်လောကီနယ်ပယ်မှာပါလိရှိမလဲလောကီအကြောင်းရှိမယ်လောကုတ္တရာကတရားကုသိုလ်လောကီကကြောင့်လောကီကုသိုလ်ပေါ့နော်လောကုတ္တရာကုသိုလ်အတရားကုသိုလ်ရှိမယ်ကုသိုလ်လည်းရမယ်ဝမ်းလည်းဝမယ်လို့ပြောချင်တာအခုတကယ်လို့ပေါ့နော်ဘေးတင်လို့ပြောနေရတယ်အခုကျမရဲ့အကြောင်းနေရာကြောင့်တော့ပါလဲဆိုကုသိုလ်အမြောက်ရင်ငရဲပြီလားနှက်ပြီလားတိတ်တာလားမိတ်ဆာလားဖြစ်တာသိတဲ့ဟာမျိုးဒါပေမဲ့ပြီးတဲ့အနေရလဲဟောလို့ရတယ်အဘဘုံဘုံမခေါင်ထက်ဝိဇာတွေရှိတယ်သူတို့ဥရံကမှာအများခေါ်နေတာဒါလည်းတာသနာပြုတာပဲရတဲ့ပတ်စံလေးတူလူပေးတာပေါ့အခုကျတော့သမီးလည်းတွက်လို့ရတယ်အဘလို့လည်းကုသိုလ်ရတာပေါ့နော်အဲဆိုတယောက်နဲ့တယောက်ဆိုကိုင်းကျုံမိကျုံကိုင်းမိကျမလည်းကုညီတယ်အဘလို့လည်းကုညီတယ်အဲ့လိုမျိုးပေါ့ကုသိုလ်အများဝေခြင်းတဲ့အဘလို့အေးစိမ့်နေရတယ်ကဲသူတို့ကလည်းသမီးကိုစောင့်ရှောက်မယ်ကောင်းတာဆိုတာကြီးပြောပြီးလို့ရတယ်ဘလို့လဲဆိုသွားတယ်မသွားတယ်စားတယ်မစားတယ်ဘယ်လိုမျိုးလူကြီးသူမကိုဆုံးမတယ်မျိုးပေါ့နော်အတချို့ကြောင့်မခွဲတောင်းအဘတွေကအထက်ဝိဇ္ဇာတွေသာသနာပြုနေတာတကယ်ပြီးရင်တွက်တဲ့ဆရာကြီးတွေကြတော့ဟိုအဝိဇ္ဇာတွေအများကြီးပဲဒါလည်းသူတို့စောင့်ဝင်နေအတွက်ခေါ်ကြတာပေါ့ရန်ကုန်မှာအဝိဇ္ဇာတွေအများကြီးပဲအထက်လမ်းကြအထက်ပုဂ္ဂိုလ်ထက်ဝိဇ္ဇာတွေအထက်ဝိဇ္ဇာနဲ့စကားပြောအဝိဇ္ဇာအကုန်ပြောရရတယ်ကျမအခုပေရနတ်တွေနတ်စိမ့်ပြောမလားဘာနတ်ပြောမလဲအကုန်ပြောလို့ရတယ်မကောင်းတဲ့နတ်ဆိုအကုန်ကုသိုလ်မြတ်ဝေပြမယ်သူလန်းသူသွားမနှောက်ရှက်နဲ့ကျမကိုတရားလုံးနေတယ်အဲ့လိုပေါ့ကိုကုသိုလ်တနေ့ပေါ့တနေ့တရက်အသက်ရှင်စဉ်ဝိပဿနာတရားပွားများစေခြင်းအခုချက်ချင်းသိမင်းမလာခင်နဲ့လူဆိုတာဘယ်နေ့ပဲချိန်မှာဘယ်နေရာဘာယောဂနဲ့သိမယ်ဆိုမှသူကိုအစင်သင်ဖြစ်ဖို့လိုတယ်ပေါ့နော်နေ့စဉ်နဲ့များဒါနကုသိုလ်သီလကုသိုလ်ပွားနာကုသိုလ်ပွားများကြမယ်အခုကျမပြောချင်တာကဒီလိုမျိုးပေါ့ကန်ဆာလာစစ်ချင်စစ်လို့ရတယ်110ပတ်အဘဘုံမင်းခေါင်အပေးပါလို့ပြောတဲ့လူကရှိတဲ့အတွက်ဒီတိုင်းအပ်တာ130ပတ်ပဲအဘဘုံမင်းခေါင်ပွဲတင်ဘတ်ရှင်ရ
သာသနာပြုကြမယ်ကျမတို့ရိတ်တော်အခုမသိမချင်းသွားအောင်ပါလေလူမယ်ဒါနကုသိုလ်တရားကိုဘာနာကုသိုလ်အဘတို့လည်းလိုက်မယ်ဆိုတော့အဘဝိဆံတို့အလူဒါနပါအောင်ပါလေအခါကျတော့ဒါနတိတဘာဝနာကပေါ့သူတို့လည်းဝန်းရံပြီးတော့ကိုညီကြတာပေါ့နော်ဒီကိုတယောက်နဲ့တယောက်ကိုညီတာလို့ခေါ်တာပေါ့နော်သူလည်းကုသိုလ်ရမယ်ကိုလည်းကုသိုလ်ရမယ်အဲ့လိုမျိုးပေါ့ဟိုရှမ်းနဲ့စာဖေးပါကွန်ရှင်နဲ့ပဋ္ဌာန်းဆက်ပဲတမီးရဲ့ပဋ္ဌာန်းဆက်တွေအားလုံးတမီးကျေးဇူးဆက်မယ်တရားနဲ့ကျေးဇူးဆက်မယ်လို့ပြောတော့အခုဆိုရင်ဘယ်လိုပဲပြောကုသိုလ်တွေဆိုဆုထားမှာပဲစီးပွားရေးကတော့အခုချိန်မှာမြည်သူမှမကောင်းဘယ်လိုငွေစုလို့မရရင်ကုသိုလ်ဆုမယ်တရားဆုမယ်အနေလဲကောင်းတည်လဲကောင်းပေါ့နော်အဲ့လိုမျိုးပေါ့အခုဒီရှမ်းပြည်နယ်ဆန္ဒဖေးပါကွန်ရှင်ပွဲတင်ကြတဲ့ရှမ်းပြည်နယ်တချို့အခြေအိမ်တော်ကြီးကျမငွေကြီးစီးပွားရေးအလုံးကန်ကောင်းစောင့်ရှောက်ပေးပါပါတယ်ဟုတ်မေတော်ကြီးပွဲအတဲ့ပန်900တမထတော့အပပုံမခမရှိသူတို့တူမေတော်ဘာလို့ကြောတော့အသုံးဆောင်ပစ္စည်းပေါ်မူတည်တယ်900ပြင်600ပြင်900ပြင်သူမင်းကလေးအသုံးဆောင်ချက်သူတို့တူမေတော်ပွဲတဲ့တင်ရတယ်တချို့ယုံကြည်သူများပွဲအလွေရပါတယ်လို့ပြောချင်ပါတယ်ရှင်နော်တရားကုသိုလ်တရားအကြောင်းသိချင်တယ်မေးလို့ရတယ်ယောဂအကြောင်းသိချင်ရတယ်ယောဂဆိုအတွင်းယောဂလားပြင်ယောဂလားယောဂဖြစ်ခါနာနဲ့ပိန်နာပိန်အောင်နဲ့သူစားမလို့ပိန်နာတာလားဒါမှမဟုတ်သူများအောက်လန်းနဲ့အပင်းလောက်ထားလားအမြင်ကြည့်ရရတယ်အပြင်ယောဂဆိုစီုံတော့ဖို့အတွင်းယောဂဆိုရင်ကျမကုပြီးလို့ရတယ်ရွှေကြော်ပါဆရာဘာဘူးလို့ဟန်တဲ့စကားပြောရတယ်ကျမတို့အဲ့လိုဂိမ်းဝင်ထားတာမဟုတ်ဒါပေမဲ့ရှိသမျှဝိဇ္ဇာတွေစကားပြောလို့ရတယ်ပြောရွှေကြော်ဘာဘူးတော့ဟန်ပါဆရာကြီးဦးမြခင်အဘဘိုးတော်ပြုတ်ပါဘိုးတော်အေးအဘဘိုးတော်ကွကျမချမ်းသာပါစေကုသိုလ်များများကုသိုလ်များများအားလုံးပြောလို့ရတယ်အခုမနေ့ကမှပေါ်ပါလေရေငန်ပိုင်ဥရှင်ကြီးတဲ့ရုပ်ရှင်ထဲမှာပဲကြောက်ဘူးလားအခုသူအများပြန်စကားပြောလို့ရသွားတာဒါလည်းပါမှာပြရနှက်တယ်ဘယ်နှက်မဆိုအာယုံမှာစကားပြောလို့ရတာကျမနက်ကတော့မဟုတ်နက်ကတော့ကြတော့သူတို့ကြတော့နက်ကတော့ဆိုတာမျက်စိမအောင်ပြောသူကဘာမှမကြောက်သူကသူဘာမှမသိဘူးပြောတာဟာအတန်ဖမ်းမှရမှာအခုဘယ်နဲ့ပြောမလဲလူပြောမလားစိတ်ဝိညာဉ်လူဝိညာဉ်ပြောမလားအခုတည်သွားရလောလတ်ပြောမလားကုသိုလ်များဝေမယ်တင်းချင်းတော့မသားတစ်ခေါက်ကြောင်းဆက်ခေါက်ကဲကွယ်လွန်သူဘသူကုသိုလ်များချက်ချင်းတော့မကြိုးတချွတ်ချက်ချင်းကျွတ်သွားတယ်နတ်ပြည်ရောက်ရတယ်ငရဲပြည်ရောက်ရင်သူ့ရဲ့ကုသိုလ်ပေါ်မူတူရောက်သွားပေါ့ချက်ချင်းကျွတ်တဲ့ဟာရှိတယ်ချက်ချင်းမကျွတ်တဲ့ဟာရှိတယ်အဲ့လိုမျိုးစိတ်ဝိညာဉ်လူဝိညာဉ်များအလုံးဝိညာဉ်လောကသားပရလောကသားများကြောက်ပါစေရှမ်းသာကုသိုလ်များကုသိုလ်များဒီကုသိုလ်များပြီးချင်းပြဤဆန်းဆန်းရင်းဆန်းနေရတဲ့နတ်တွေတချို့နတ်တွေပူတယ်ဘာလို့ပူလဲနတ်စိမ့်တွေအုပ်ထားလို့ပူကြတာပြောချင်တာမနော်ကိုမိသားစုကိုချက်လို့ရှင်ကုသိုလ်များဝေကြကိုနဲ့ဝေလို့မရလို့ရှင်ဘုန်းကြီးเจ้าမောင်ပြီးတိလာသမားတိရှိတဲ့နဲ့ဝေလို့ရတယ်အခုခဏအိမ်မပြီးရင်ကျမကိုပြောလို့ရတယ်ကုသိုလ်များဝေရတယ်ဒါမဲ့အလူငွေပေးရမှရမှာလေဘုန်းကြီးကဆွန့်ချိန်ဖို့တို့ကုသိုလ်များဝေတယ်မလားအခုကျမဘာနဲ့ကြော်လို့ရလဲဆိုအတိကသင်္ကန်းနဲ့အလူငွေနဲ့တချို့တအားဆိုးတဲ့ဝိညာဉ်ဆိုအမိန်ထုတ်ပြလိုက်တာဘာလို့ဆိုသူ့လန်းသူသွားမှလေနောက်ရှက်နေလို့တချို့ကမကျွတ်လေအစိမ့်တိတ်ထားတဲ့ဟာတွေတအားနဲ့လာပြီးသူတက်သီးတွေထားတချို့လူတွေကခေါင်းထဲထိထားသွားတာနောက်ရှက်တဲ့နတ်တွေလည်းရှိတယ်။အဲသူလန်းသူသွားမနောက်ရှက်နဲ့တရားလုံးနဲ့ဒီမှာကုသိုလ်မြပေးနေအစီတချို့ဝိညာဉ်နဲ့ငါတို့ကုသိုလ်မြပေးလို့မရဘူးငါတို့ရှိတယ်တမျိုးအခုအဲ့ဒါကိုပေးလို့မရတဲ့ဟာဘယ်လိုမျိုးလော့မှာကဲနင်တို့အခုကွယ်လွန်သွားတဲ့ဘယ်နဲ့အောင်လုံး6ရောက်ဆိုကြအားလုံးသူတဲ့ကုသိုလ်ကောင်းမှုဆိုဒီပြီးတော့တာတုကျင်ခေါ်ဆိုရလို့ဆိုပြီးတော့သူတို့ကုသိုလ်တာတုခေါ်လိုက်တယ်ကုသိုလ်ရှိမရှိတာတုခွန်သူကျွတ်သွားတာအဲ့ဒါပေါ့နော်ကျမကဒီခုနှစ်သားသမီးတွေအတွက်စိတ်ချမ်းသာစေချင်တယ်တချို့မကျွတ်ချင်တာမချွတ်နဲ့လို့ပြောအလကားတကယ်တမ်းကျဘာပဲတယောက်နဲ့တယောက်ကင်လို့ရတာမဟုတ်တချို့ဟာကျွတ်ချင်တာပေါ့မကျွတ်ချင်တဲ့လူတော့မရှိဘူးတချို့ကြတော့လည်းသူများတက်လို့တည်တဲ့ဟာကြောင့်ကလေးစားစီချင်တဲ့ဟာတွေအားတွေတွေ့ရမြင်ရတယ်ဒါပေမဲ့ဘယ်လိုပြောမလို့ဝိညာဉ်ဖြစ်သွားတဲ့အတွက်ဝိညာဉ်တပန်းရှုံးနေရလေသူများတွေဆရာတွေရဲ့ဆွဲကမှုတွေခံတယ်ကုသိုလ်မြောက်ဝေမှာသူလန်းသူသွားတာကျမရုပ်ရှင်ကြည့်ဖို့တဲ့အထဲမှာဆိုရင်ဒီထိုင်းနိုင်ငံမှာဘာလို့သူတို့ဝိညာဉ်ပလင်းထဲထည့်ထားတယ်အဲ့ဒါကိုပိတ်ထားပါနဲ့ပိတ်ထားအိမ်နဲ့ပိတ်ထားထွက်လို့မရဘူးဒါပေမဲ့အခုကျတော့ဘလောက်ပဲပိတ်မြတ်တာသုံးနဲ့ရွှန်ပွင့်လာတဲ့နာမည်နဲ့မြတ်တာသုံးရွှတ်ကြည့်ဒါကကျမကုသိုလ်အမြောက်ဝင်ချလို့မြတ်တာသုံးရွှတ်တာအကုန်ထားလာပြီးတော့အစကားလေးပြောလာဟိုမှာ
မိန်းကောင်မလေးတယောက်တည်းအဲ့ဒီမကောင်းဆိုးဝင်တော့မြတ်တော်တော့ခါလာပြီးတော့ဟိုအော်တီကိုကုသိုလ်မြောက်ပြီးမှကျွတ်လွတ်သွားတယ်သူလည်းသူတော့ပါစေမချုံလောင်ကြပါနဲ့ဘာလို့မှတော့တနာဖို့ကောင်းတယ်ကိုပြီးသားစုကိုချင်တယ်ကုသိုလ်မြောက်ပြီးကြကိုဝီလို့မရဘုန်းကြီးကျောင်းမှာသွားပြီးဖို့ကြအဲ့ဒီရိတ်တာကမ္ဘာထမ်းကျောင်းမှာလည်းကျွတ်လွယ်တယ်တိလသမတိရှိတဲ့ဘုန်းကြီးမှာလည်းကျွတ်လွယ်ကြတယ်လို့ပြောချင်တာအခုတကယ်လို့အဘဘုံမိခေါအချင်းရင်ကျမမှာအဲ့လိုရတယ်ဖုန်းနံပါတ်တွေပေးထားမယ်လိပ်စာပေးထားမယ်နော်ရောက်ဝေးရနေမိတ်ဆွေတွေ online နေအလဲရတယ်ယုံကြည်မှအကြကိုမှတခုခုပေါ့စီးပွားရေးပြပါပြလူမျိုးကျမရဲ့အခက်အခဲဖြစ်နေတဲ့တခုခုအဆင်မပြေဘူးဆိုရင်ကန်ဆာလာစစ်ကြဘာလို့အပ်နေတယ်လို့အဲ့လိုမျိုးကန်ဆာလာစစ်နေတီးလာမှာလေတို့ချဘာမှမသူဟာရတယ်ဘာဖြစ်တူဖြစ်လို့ပါတယ်မို့တချို့လောက်ကြနာလဲဟာအရင်တော့ကျမလဲလေကိုဒီလိုပဲပေါ်နေရသူများလွတ်ကြနိုင်ပိုင်းသူတရားထိုင်မှတည်တာအဲ့ဒီတပြီးတော့ဘာလို့လဲမျိုးခန္ဓာကိုယ်ပူလိုက်အိတ်ဖြစ်နေပါလေဗျာစောင့်ရှောက်ပေးပါဗျာမကိုဆရာဗျာတိုင်တယ်လဲအခါကျတော့စကားပြောလာတမီးသူများနောက်ရှက်နေတယ်တရားမရအောင်လို့တရားလုပ်တဲ့နေရာမှာတရားမရအောင်လို့နောက်ရှက်နေတယ်တမီးကုသိုလ်မြောက်ဝေလိုက်ပါလေဆိုလေအရင်ကတည်းကဆွနေပြီးသားဒါနပိတ်ဆိုပိဋိပဋ္ဌာန်းဒါနပိတ်ဆိုရမဟာတမြတ်တို့လာတိတ်မရှော့တာအဲဒါနပိတ်ဆို24ပစ္စည်းပဋ္ဌာန်းဆိုဒါနပိတ်ရတာမကြိုက်ဘူးတချို့နဲ့တရားလဲဘာကိုနောက်ရှက်မှာဆိုရွှတ်ထားတာအဲ့ဒါလေးတမ္ဗုဒ္ဓရွတ်တယ်ပဋ္ဌာန်းရွတ်တယ်အဲ့လိုမျိုးအခုအကြောင်းနေရာမှာပုံရွရတယ်ဆိုတော့ခဏသားသမီးတွေယောဂကဲချင်လို့တမ္ဗုဒ္ဓခေါင်း1000ရှိပြီခက်လည်းမျိုးကိုကျမရဲ့ခန်းစားချက်တွေလည်းပြောပြယောဂဆိုးတွေဘလောက်ထိယောဂဆိုးမမြင်အောင်သွေးတိုးတာနည်းနည်းများတွန်းအောင်လုပ်တာသူတို့ပါပညာအောက်တန်းစားပညာနဲ့ဒါတွေတတိထားစေချင်တာတချို့အသက်မသေးတဲ့မနဲ့တည်သွားယောဂဆိုးနည်းနည်းများဖြောင်းလို့တာလေးပေါ့နော်ကျမရေးပြီးစိတ်ကြပါလို့ခဏတိုင်းများကျမစီချမ်းသာပေးရင်ကင်းပါစေယောဂကင်းပါစေအသက်ပေးမလွတ်မြောက်ပါစေချုံနမလွတ်မြောက်စေကျမမြတ်တာဖို့ဆုတောင်းပါရနေ့စဉ်နဲ့အများပေါ့နော်အားလုံးအေးချမ်းပါစေငြိမ်းချမ်းပါစေဆက်သွယ်လို့ရပါတယ်အရေးချင်းနဲ့ဖုန်းနဲ့ဆက်သွယ်လို့ရတယ်ဒါမဲ့ဒီမိဟမိတ်တေစပင်းအောင်လည်းဖိတ်ခေါ်တယ်ကျမတရှင်တို့မိုးကောင်းစပင်းဆိုင်ပေါ့နော်မဟမိတ်တေများလာပြီးလို့လည်းရပါတယ်ဇင်းလုံးချတာပြရှော့ပေးမဲ့စပင်ညက်တာကောက်တာဖြောင်းတာမျက်နှာပေါင်းတင်တာစီဆူတာပေါ့နော်စပင်အားစီသွင်းတာအဲ့လိုမျိုးပေါ့မျက်နှာရွှေသွင်းတာတွေပါရှိတယ်ဇင်းလုံးချတာစာဖြစ်ဆောင်ပေးမဲ့ဖိတ်ခေါ်ပါရအားလုံးကျေးဇူးလက်ပါကျေးဇူးပါရှင့်ဘိုင်ဘိုင်